ဒီလေးဒါငှက်ကလေးခဏခိုင်းတာကျွန်တော်ဒီနောက်ကမှဆိုရင်ဒီကအဲ့ဒီပိုက်မှာလေဘာလေးအချက်မှမရှိပါဘူးရိုးရိုးပိုက်လေးတစ်ပိုက်ရှိပါတယ်ဒီဘက်မှာလည်းဒုံလေးရှိပါတယ်ရိုးရိုးဒုံလေးတစ်ချောင်းမှာဒီလင်မန်းကလည်းဘာလေးအချက်မှမပါပါဘူးရိုးရိုးလင်မန်းလေးတစ်ချောင်းပါဒါပေမဲ့အဲ့ဒီလက်ကင်မွာလေးမှာကျွန်တော်တို့အပြင်ဆင်ထားမယ့်အပိုင်းလေးတွေရှိတယ်ပေါ့နော်ကျွန်တော်ပြပေးမယ်ဒီမှာကဆိုတော့ဆုံးတော့ကကျွန်တော်တို့ဖြစ်သွားတဲ့ကျိုးလေးကဒီမှာကျွန်တော်တို့ပေါ်ဝါထဲမှာပါလာတယ်နောက်တော့ကဒီလက်ကင်မွာနဲ့အယောင်တူပေါ့နော်အိတ်လေးတစ်အိတ်လုံးပဲပေါ့နော်ဒါလက်ကင်မွာတစ်ထည်ပေါ့နော်လက်ကင်မွာနဲ့အယောင်တူအိတ်လေးတစ်အိတ်ပါမယ်ဒီလက်ကင်မွာနဲ့ဒါဒီအိတ်လေးကကျွန်တော်တို့ကဒါကိုဖြစ်ချင်တဲ့အကောင်မွေဖြစ်ချင်မွေကိုဒီထဲမှာထည့်ငှက်ဖြစ်ချင်ငှက်ကိုဒီထဲမှာထည့်ရုပ်ဖြစ်ချင်ရုံကိုဒီထဲမှာထည့်ဒီမှာလည်းဂျိတ်လေးပါတယ်နော်ကျွန်တော်တို့ဂျိတ်လေးနဲ့အဲဒီထဲမှာထည့်လိုက်မယ်ရောက်ထည့်လိုက်ကဲကျွန်တော်တို့ကအခုဒီလိုလေးထည့်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာရှုံကြိုးလေးပါတယ်ရှုံကြိုးလေးကိုဆွဲပြီးတော့အထုံလေးကိုဒီမှာခြိထားပြီးပိုးရဲ့နံရံမှာကျွန်တော်တို့ကတ်ပြီးတော့ချိတ်ထားလိုက်အောင်အဲ့တော့ဒီလိုချိတ်ထားရင်ကိုနံပါတ်1ဒီမှာဘာမှမမြင်ရတော့ဘူးအဲကိုဘိုးရိုးပေါက်ပြတ်သွားပြီဒါပေမဲ့ကျွန်တော်အဲ့အထုံလေးကိုပျောက်သွားအောင်ဒီလက်ကင်မွာလေးနဲ့ကျွန်တော်တို့ကအဲ့အထုံလေးကိုပုတ်ပြီးတော့ဝယ်ထားမယ်ဒီမှာဒီမန်းရှိတယ်ကျိုးရှိတယ်ပေါ့နော်ဒီပြောက်ကိုစပြီဆိုတဲ့ကြိုင်နဲ့သူတို့ကပေးသက်စီကနေ900 100ငားတယ်သို့မဟုတ်အပေးသက်စီကနေပြီးတော့သူတို့ကျိုးလေးတွေဗာလေးတွေပေါ့ကွာတချို့ဆိုလည်းစက်ကူလုံးလေးဗာလေးပေါ့ကိုကြိုက်တာပြလို့ရတယ်ဘာရောကျိုးလေးကိုကန်ကြည့်ပေးသက်ကိုစစ်ဆေးတယ်ဒီမှာလင်မန်းဘာညာပေါ့ကွာအာယုံပြောင်းတယ်ပေါ့ရောကြည့်ဒီမှာကလည်းကျွန်တော်တို့ကလက်ကင်မွာလေးနဲ့ဒီထဲကိုထည့်ထားတဲ့ပုံစံလေးဖြစ်တဲ့အတွက်ဘူးရိုးပေါင်လေးလက်နိုင်ပြလို့ရတယ်ဒီမှာကလည်းကျွန်တော်တို့ဒိုချင်းပေါက်ပုံစံမြင်နေရတယ်ဟုတ်ပြီနော်ပေးသက်ကြည့်တော့လေဒိုချင်းပေါက်ပုံစံမြင်နေရတယ်ပြီးတော့ကျွန်တော်တို့ကဒီကောင်လေးကိုကျိုးလေးပေးပါဆိုပြီးတော့ကျိုးလေးကိုသပွဲကောင်းကျွန်တော်တို့ဒါသူတို့ကတော့မြေဝိုင်းဆိုမြေကြီးပေါ်မှာချတယ်ပြီးရင်ဒီလိုအုပ်လိုက်တယ်ပြီးတဲ့အခါမှာကျွန်တော်အထဲကနေပြီးတော့လက်ကင်မောင်ဆွဲဖယ်လိုက်တယ်ဟိုဘက်ဒီဘက်လှည့်ပြတယ်ပေါ့နော်အဲ့ဒီအချိန်မှာဆရာတို့ကဒါပိုက်ထဲမှာအကောင်တုံလေးရရှိတယ်ပေါ့နော်ဒါဒီမှာဝိထုံတွေမှာအကောင်လေးရှိတယ်ဒီနေရာမှာကိုကြိုက်တဲ့ကောင်ထားပေါ့နော်ပြီးတော့ပုံဝါလေးနဲ့အုပ်လိုက်မယ်အုပ်လိုက်ပြီးတဲ့အခါကျတော့မှကျွန်တော်တို့ဒီအထုပ်ကိုဖြုတ်ချလိုက်တယ်ထုပ်လေးကိုကျွန်တော်တို့ဒီမှာဂျိန်လေးကိုဖြုတ်ချလိုက်ပြီးဖြုတ်ချပြီးသွားပြီဆိုလို့ရှိရင်ခဏကျွန်တော်ပြောသလိုပဲပုံဝါလေးကိုဒီလိုလေးစောင်းလိုက်တယ်စောင်းပြီးတော့ထဲကိုလက်နိုင်မယ်အကောင်ကြီးရောက်လာပြီလားဘာညာဆိုပြီးတော့မှကျွန်တော်တို့အထုပ်ထဲကနေပြီးတော့ငွေသုံးဖို့ကိုစီစဉ်ထားတဲ့နှက်ကိုပေါ့နော်ဒီမှာတစ်ခါတည်းခုနကတော့ကျိုးလေးနဲ့ကျွန်တော်တစ်ခါတည်းလုံးလိုက်ပြီးလက်ကင်မွာလေးကိုထည့်လိုက်တယ်ပေါ့ထည့်ပြီးတော့အကောင်သားကြီးမလီဒီကောင်ဆွဲလာတယ်ဘာညာဆိုပြီးတော့ကျွန်တော်ယူသွားတယ်ဒီထဲမှာကျွန်တော်ကြံခဲ့တာငှက်ပဲကြံခဲ့တယ်ဟိုဟာကိုလုံးချပြီးတော့ယူသွားမယ်လင်မန်လေးအုပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့မက်ဆေ့တိတ်နှိပ်3ဆိုပြီးတော့ပိုက်ကိုထိုးခိုင်းတယ်ကိုလည်းထိုးချလိုက်တော့ဒုံးဆိုတာတွေ့ကြတယ်အဲ့မှာကျွန်တော်တို့လောက်လာတဲ့ငှက်ကလေးဖြစ်သွားမယ်နော်ဒါကကျွန်တော်တို့မြေဝိုင်းမှာမှော်လို့ကဝေလိုနဲ့အောက်လန်းလိုနဲ့ပြတဲ့လူတွေသုံးရတဲ့ဤပညာလေးကိုကျွန်တော်ကဒါပိသက်တွေအသိခောက်ကအဝယ်မနှက်စေဖို့အတွက်ဒီပညာကိုဒါတကယ်အမှုပညာတစ်ခုတစ်ဖွဲ့ကျော်ရင်တော့ကျွန်တော်တို့ကကျင့်တတ်ပါတယ်နှစ်သက်ပါတယ်